Magnetism တန်လိုက်တဲ့ဆိုတာဘာလဲလို့သင်တွေးမိနေမှာပါတန်လိုက်တဲ့ဆိုတာအရာဝတ္ထုတစ်ခုကအခြားအရာဝတ္ထုတစ်ခုကိုသူ့စီသို့ဆွဲငင်နိုင်စွမ်းရှိတဲ့မျက်စိနဲ့မမြင်နိုင်တဲ့စွမ်းအားတစ်ခုဖြစ်ပါတယ်တန်လိုက်တဲ့မှာအဆင့်နှစ်ဆင့်ရှိပါတယ်ပထမအဆင့်ကတော့တင်လိုရှိတဲ့အရာတွေကိုတင့်စီသို့ဆွဲခေါ်လာနိုင်ဖို့အတွက်အားကောင်းတဲ့အတွေးလိုင်းစီးကြောင်း thought current တစ်ခုကိုဖန်တီးနိုင်တဲ့စွမ်းအားဖြစ်ပါတယ်ဒုတိယအဆင့်ကတော့လူတဦးကမိမိရဲ့အတွေးလိုင်းစီးကြောင်းကိုအခြားသူတဦးထံသို့လွှဲပြောင်းပေးနိုင်စွမ်းရှိပြီးအဲ့ဒီအခြားသူရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုမိမိရဲ့စိတ်အခြေအနေနဲ့ထပ်တူကျလာအောင်ပြောင်းလဲပေးနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်လူတိုင်းမှာဆွဲဆောင်မှုစွမ်းအား magnetic ရှိလာနိုင်မဲ့အလားအလာတွေရှိကြပေမဲ့တကယ်တမ်းစွမ်းအားပြင်းပြန့်နှံ့နေသူကတော့အနည်းငယ်ပဲရှိပါတယ်ဆွဲဆောင်မှုစွမ်းအားရှိလာဖို့ဆိုရင်သင်ဟာခံစားချက်စွမ်းရည်တွေနဲ့ထပ်တူကြမဲ့သတ်မှတ်ထားတဲ့အတွေ့အကြုံအပေါ်မှာပြင်းပြင်းထန်ထန်အာရုံစိုက်နိုင်စွမ်းကိုတည်ဆောက်ရပါမယ်။အဲ့ဒီလိုဖြစ်ဖို့ကစူးစိုက်မှုရည်ရွယ်ချက်ရှိစူးစမ်းအားထုတ်မှုနဲ့အာရုံစူးစိုက်မှုတွေလိုအပ်ပါတယ်။ဒါပေမဲ့ဆွဲဆောင်မှုစွမ်းအားနည်းတဲ့သူတွေကတော့သူတို့ရဲ့အတွေ့အတွေဟာဖျို့ဖျဲဖြစ်နေတတ်ပါတယ်။တစ်မိနစ်မှာအတွေ့တစ်ခုကိုစုပ်ကင်ထားပြီးနောက်တစ်မိနစ်မှာတော့သူတို့ရဲ့ခံစားချက်အပေါ်ရုတ်တရက်မရေမရာဖြစ်သွားတတ်ကြပါတယ်။အရာတစ်ခုကိုတွေးနေရင်ကနေနောက်ထပ်အခြားအရာတစ်ခုစီကိုလည်းရုတ်တရက်ခုန်ကူးသွားတတ်ကြပြန်ပါတယ်။အားကောင်းတဲ့တန်လိုက်လိုင်းစီးကြောင်းတစ်ခုဖန်တီးနိုင်ဖို့ဆိုရင်သင်ဟာအတွေးတွေခံစားချက်တွေကိုပုံမမြင့်မားတဲ့အာယုံစူးစိုက်မှုမျိုးနဲ့ဖန်တီးရမှာဖြစ်ပြီးမှန်ကန်တဲ့လျှက်စစ်တပ်အားတစ်ခုဖြစ်တည်လာတဲ့အထိအဲ့ဒီအခြေအနေကိုအချိန်ကာလတစ်ခုအထိအကြာကြီးထိန်းထားနိုင်ဖို့လိုအပ်ပါတယ်။ဥပမာအားဖြင့်လူတစ်ယောက်ဟာငွေကြေးနဲ့ပတ်သက်ပြီးကောင်းမွန်တဲ့အတွေ့ခံစားချက်တွေကိုမှန်ကန်တဲ့စွမ်းရည်တွေနဲ့အတူစုပ်ကင်ထားနိုင်တာကြောင့်ငွေကြေးအပေါ်ဆွဲဆောင်မှုစွမ်းအား magnetic ရှိနေနိုင်ပါတယ်။ဒီလိုလူမျိုးဟာငွေကြေးတွေကိုအမြဲတမ်းပုံမိုဆွဲဆောင်နိုင်နေပုံရပါတယ်။လိမ်မိုင်းဆိုင်ရာဆွဲဆောင်မှုစွမ်းအား sexual magnetism ကိစ္စမှာဆိုရင်လည်းအခြားသူတဦးဟာပြင်းပြတဲ့လိမ်မိုင်းဆိုင်ရာအတွေ့ခံစားချက်နဲ့စွမ်းရည်တွေကိုစူးစိုက်ထားနိုင်တာကြောင့်သူတို့ကိုလိမ်မိုင်းဆိုင်ရာအရာအလွန်ဆွဲဆောင်မှုရှိစေတာဖြစ်ပါတယ်။ဒါပေမဲ့အားကောင်းတဲ့ဆွဲဆောင်မှုစွမ်းအားကိုဖန်တီးဖို့အတွက်ပုံသင်နည်းတစ်ခုရှိပါသေးတယ်။ဥပမာအားဖြင့်အတွေ့တစ်ခုချင်းစီဟာလျှက်စစ်ပိုအား voltage တပိုးနဲ့ညီမျှတယ်လို့ခန့်မှန်းတွက်ချက်ကြည့်ရအောင်။အဲ့ဒီအတွေ့ကိုပြင်းပြတဲ့စိတ်လှုပ်ရှားမှုခံစားချက်တွေနဲ့ပံ့ပိုးပေးလိုက်တဲ့အခါလျှက်စစ်စီးကြောင်းရဲ့ပိုအားဟာ10 ဆအထိတိုးပွားသွားပါတယ်။ခံစားချက်တွေပေါင်းဆက်လိုက်တဲ့အခါအတွေ့ဟာပိုပြီးတော့အစွမ်းထက်လာတာပါ။အဲ့ဒီအတွေ့နဲ့ပံ့ပိုးပေးထားတဲ့ခံစားချက်ကိုထပ်ခါတလဲလဲပုံဖော်တွေးတော်ရင်ရေရှည်စုပ်ကင်ထားနိုင်မယ်ဆိုရင်လျှက်စစ်တပ်အားဟာပိုမိုတိုးပွားလာပြီးပိုလို့တောင်အားကောင်းလာပါလိမ့်မယ်။ဒီလိုအခြေအနေမျိုးမှာသင်ဟာအဲ့ဒီအတွေ့တွေခံစားချက်တွေအပေါ်အခြေခံပြီးတင့်ကိုယ်တွင်းမှာအလွန်အားကောင်းတဲ့တန်လိုက်တဲ့အားတစ်ခုကိုဖန်တီးနေတာပဲဖြစ်ပါတယ်။သင်ဟာသင်နဲ့အတူအချိန်ဖြုံးတဲ့သူတွေလိုမျိုးဖြစ်လာလိမ့်မယ်ဆိုတဲ့စကားပုံကိုကြားဖူးပါသလား။ကျွန်ုပ်တို့ဟာကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကနေတန်လိုက်လိုင်းစီးကြောင်းတွေကိုအမြဲတမ်းထုတ်လွှတ်နေကြတာပါ။ပြီးတော့အခြားသူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါသူတို့စီကအားကောင်းတဲ့စီးကြောင်းကလည်းကျွန်ုပ်တို့ရဲ့စီးကြောင်းနဲ့လာရောက်ရောရှက်ပေါင်းဆက်သွားတတ်ပါတယ်။သူတို့ဟာအဲ့ဒီလိုစီးကြောင်းလွှဲပြောင်းခြင်းကိုထိတွေ့ကင်တွယ်ခြင်းလက်ဆွဲနှုတ်ဆက်ခြင်းစကားပြောဆိုခြင်းနဲ့မျက်လုံးချင်းစုံခြင်းတို့ကနေတဆင့်လှုပ်ဆောင်ကြတာပါလူတစ်ယောက်ရဲ့အနားမှာတင်အချိန်ကြာကြာရှိနေလေတန်လိုက်လိုင်းစီးကြောင်းကူးပြောင်းမှုကပုံမအားကောင်းလေဖြစ်ပါတယ်လူနှစ်ယောက်အတူရှိနေတဲ့အခါတန်လိုက်လိုင်းစီးကြောင်းဟာတန်လိုက်တဲ့အားအကောင်းဆုံးရှိတဲ့သူစီကနေအားအနည်းဆုံးရှိတဲ့သူစီသို့စီးဆင်းသွားပါတယ်ဒါကြောင့်အနှစ်သာရအားဖြင့်တော့အားအကောင်းဆုံးတန်လိုက်လိုင်းစီးကြောင်းကိုပိုင်ဆိုင်ထားတဲ့သူကတန်လိုက်တဲ့အားအနည်းဆုံးသူကိုလွှမ်းမိုးချုပ်ကင်သွားတာပဲဖြစ်ပါတယ်။လိမ်မိုင်းဆိုင်ရာဆွဲဆောင်မှုစွမ်းအား sexual magnetism ကိစ္စမှာဆိုရင်တော့သင်ဟာတင့်ရဲ့တန်လိုက်စွမ်းအင်ဆက်ကွင်းကိုမြင့်တင်လိုက်တာနဲ့တင်နာကိုရောက်လာတဲ့ဘသူကိုမဆိုလိမ်မိုင်းဆိုင်ရာစိတ်နှိုးကြလာစေဖို့စိတ်လှုပ်ရှားလာစေဖို့နဲ့တင့်စီတို့အသေးအတန်ဆွဲဆောင်ခြင်းခံရစေဖို့တဘာဝအတိုင်းလွှမ်းမိုးနိုင်စွမ်းရှိလာပါလိမ့်မယ်။လူအများစုဟာတန်လိုက်တဲ့အားမကောင်းကြတာကြောင့်သင်ဟာအများစုပေါ်မှာတိတိတတ်တာအသာစီးရပြီးသင်ရဲ့ဆွဲဆောင်မှုရှိတဲ့တရှိမှုကိုပြန့်နှံ့စေကသူတို့ကသင်ကိုတကယ်တမ်းအလိုရှိလာအောင်ဖန်တီးနိုင်စွမ်းရှိသွားမှာဖြစ်ပါတယ်။တစုံတစ်ခုအပေါ်မှာစိတ်လှုပ်ရှားမှုအလွန်ပြင်းထန်နေတဲ့သူတစ်ယောက်နဲ့တင်ကြုံဘူးပါသလား။ဖြစ်နိုင်တာကတော့သူတို့ဟာအလွန်အမင်းဒေါသထွက်နေတာဒါမှမဟုတ်တစ်ခုခုအပေါ်ပြင်းပြတဲ့စိတ် passion ဖြစ်ပေါ်နေတာမျိုးဖြစ်နိုင်ပြီးသူတို့နဲ့ဆုံတွေ့ပြီးမကြခင်မှာပဲသူတို့ခံစားနေရတဲ့ခံစားချက်အတိုင်းတစ်မှလည်းလိုက်ပြီးခံစားလာရတာမျိုးပါကျုပ်တို့ဟာလူတွေရဲ့ခံစားချက်အပေါ်တန်လိုက်တဲ့လူမျိုးလွှမ်းမိုးမှုပေးနေကြတာဖြစ်ပါတယ်
အချိန်အများစုမှာတော့ဒါကိုမတိစိတ်ကနေလှုပ်ဆောင်မိကြတာဖြစ်ပေမဲ့အခြားသူတဦးရဲ့ခံစားချက်တွေကိုတမင်ရည်ရွယ်ပြီးတော့လည်းလွှမ်းမိုးလို့ရပါတယ်။ကျွန်ုပ်တို့ဟာမတိစိတ်ကနေလှုပ်ဆောင်မိတတ်ကြတာကြောင့်တခါတရံမှာအခြားသူတဦးရဲ့စိတ်ထဲကိုသူတို့ကြုံတို့စီကနေဝေးရသို့ထွက်ပြေးသွားစေမဲ့ခံစားချက်မျိုးတွေသွင်းမိတတ်ကြပါတယ်။အခြားတစ်ဖက်မှာလည်းအခြားသူတွေကျွန်ုပ်တို့နဲ့အတူတကယ်ကိုရှိနေခြင်းလာစေမဲ့ခံစားချက်မျိုးတွေကိုတန်လိုက်တဲ့လူမျိုးလွှဲပြောင်းပေးနိုင်စွမ်းလည်းရှိကြပါတယ်။ကျွန်ုပ်တို့ဟာပြင်းပြတဲ့စိတ်လှုပ်ရှားမှုခံစားချက်တွေနဲ့အတူအတွေးတစ်ခုကိုထပ်ခါတလဲလဲစုပ်ကင်ထားတဲ့အခါအဲ့ဒီပြင်းထန်တဲ့အတွေးတွေဟာအတွေးတိမ်တိုက် calculate တစ်ခုကိုဖန်တီးလိုက်ပါတယ်။အဲ့ဒီအတွေးတိမ်တိုက်ဟာတင့်နောက်ကိုအမြဲတမ်းပါလာတာပါ။တင့်ရဲ့အတွေးတိမ်တိုက်ကအားကောင်းပြီးစူးစိုက်မှုအားကောင်းနေတဲ့အခါတင်နဲ့ထိတွေ့ဆက်ဆံရတဲ့သူတွေရဲ့ပတ်ဝန်းကျင်လေးတို့ကိုဂင်းကအကျွမ်းမဲ့လွှမ်းမိုးချုပ်ကင်ထားလိုက်ပါတော့တယ်။အစောပိုင်းကပြောခဲ့သလိုပဲလူအများစုဟာတန်လိုက်တဲ့အားမကောင်းကြသလိုစိတ်သက်လည်းအလွန်အားနည်းကြတာကြောင့်တင်လေးကျင့်ပြိုးထောင်ထားတဲ့တန်လိုက်တဲ့ဟာသူတို့ကိုပြင်းထန်တဲ့ခံစားချက်တွေနဲ့လွှမ်းမိုးဝမြူသွားပါလိမ့်မယ်။တင့်အနေနဲ့အခြားသူတွေရဲ့စိတ်ထဲမှာဖြစ်ပေါ်စေခြင်းတဲ့ခံစားချက်မျိုးကိုတင့်ကိုယ်တိုင်အရင်ဆုံးဖန်တီးပြီးထိုမှတစ်ဆင့်လွှဲပြောင်းပေးခြင်းအပြင်တကယ်ကိုဖန်တီးယူလို့ရပါတယ်။တန်လိုက်တဲ့ရဲ့စွမ်းအားဆိုတာအင်အားကိုတိဆောက်ခြင်းဖြစ်ပါတယ်။အားကောင်းတဲ့လျှက်စစ်အတွေးလိုက်စီကြောင်းကိုဖန်တီးပြီးတင့်ရဲ့ပြစ်မှတ်စီသို့ပြစ်လွတ်လိုက်ခြင်းပဲဖြစ်ပါတယ်။လူတွေဟာဒီစွမ်းအားကိုအသုံးပြုပြီးအခြားသူတွေကိုကုသပေးရမှာတုံးခဲ့ကြသလိုညှို့ယူဖျားယောင်းခြင်း seduce နဲ့အခြားအများကြီးသောကိစ္စရပ်တွေမှာလည်းအသုံးပြုနိုင်ပါတယ်။